အားလုံးပဲမင်္ဂလာပါဒီနေ့နိုဝင်ဘာလ19ရက်နေ့မှာတော့တကယ်သတင်းထူတွေကတော့တကယ်စိတ်ဝင်စားစရာသတင်းတွေပါတယ်အဲ့ဒါက TNLA နော် TNLA ကမိုးကုတ်ကနေပြီးတော့ဆုံးမဖြစ်တယ်ဒါပေမဲ့ဒီနေ့စကားတစ်ခုကိုသူပြောလိုက်တယ်အဲ့ဒါကိုတော်လိုင်းရဲ့ဖွဲ့ကတော်တော်ကိုအချက်ရိုက်သွားတယ်ဆိုတော့အဲ့ဒီသတင်းကိုကျွန်တော်တို့တွေ့ရမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နေဆက်ကဒီရွှေကုတ်ကိုကိစ္စလည်းတော်တော်ကိုခုမြင့်တက်နေတယ်နော်ဒီရုပ်ကလည်းလှုပ်ပြီးလို့ရှိရင်တော့အမေရိကကလှုပ်6နိုင်ငံပေါင်းပြီးတော့သူတို့ကလည်းအတော့ကုန်စီဝေးတဲ့ထိုင်းအဲ့ဒီအချိန်မှာရွှေကုတ်ကိုကနေပြီးတော့ဒီနေ့ဒီကြားဖြန့်ကောင်းဆောင်တွေနော်တကယ်မနေနိုင်မထိုင်နိုင်မာလာကိုတိုင်ကလည်းပြောသလိုအခုရွှေကုတ်ကိုတိုင်ကလည်းပြောနေတယ်ဒီစကားလည်းတော်တော်ကိုစိတ်ဝင်စားစရာကောင်းတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့နေပြီးတော့ကိုလည်းဟိုတရက်နေ့ကနေပြီးတော့မှဒီ PLA အဖွဲ့တွေကဝင်ပြီးတော့ကျုံတယ်နော်ကျုံတယ်အဲ့ဒီမှာနေရာယူထားပြီးလို့ပြောတယ်ဆိုတော့ဒီနေ့လေဆက်ပြီးတော့အဲ့ဒီသတင်းကနေပြီးတော့စိတ်ဝင်စားစရာတစ်ခုရှိတယ်ဆိုတော့အဲ့ဒီသတင်းဆိုတော့အဲ့ဒီဟာမှာပြောခင်မှာကျွန်တော်တို့ပထမဆုံးကြည့်ရမယ့်သတင်းကတော့เนาะစကိုင်းတိုင်းမုံရွာအဲ့ဒီတာစီရေးစခန်းကိုနေပြီးတော့ဝင်ရောက်ပြီးတော့ဒီဘက်ကတော်လိုင်းရဲ့ဘက်ကဝင်ပြီးတော့တိုက်တယ်ဆိုတော့အခုစကိုင်းဘက်မှာဆိုလို့ရှိရင်တိုက်ဖို့လည်းအကြီးကြီးဖြစ်နေတယ်ဝင်တိုက်တဲ့နေရာတွေကလည်းအများဖြန့် yes ခန်းတော့တကယ် yes ခန်းတော့ဆိုတာမြို့မှာပဲရှိတယ်နောက်မြို့မှာပဲရှိတယ်ဆိုတော့တကယ်မြို့တွေမှာဝင်ပြီးတော့တိုက်တယ်ဆိုတဲ့ပုံစံမျိုးကိုဒီနေ့တော့တည်င်းတွေမှာခက်ဆစ်စစ်ကျွန်တော်တို့တွေ့ရလာရနိုင်မယ်။ဘာဖြစ်လဲဆိုတော့ရွေးကောက်ပွဲတွေနီးလာတဲ့ခါကျတော့ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ဖျက်နိုင်ဖို့ကတော့တော်လိုင်းရဲကိုအရှိန်မြင့်ဖို့ဖြစ်တယ်။နေပြီးတော့ဝင်တိုက်ဖို့ဖြစ်တယ်။စကိုင်းမှာတကယ်နော်ဒီတော်လိုင်းရဲတပ်ပုံစုတွေကခြိတက်လာပြီးတော့တိုက်ဖို့ဖြစ်တယ်ဆိုတော့ဒါကိုကြည့်ချအားဖြင့်အခု yes ခန်းတွေအများအဖြစ်ဝင်ပြီးတော့ကျုံးတာကိုတွေ့ရလိမ့်မယ်။ဆိုတော့အဲ့ဒီမှာတကယ်မုံရွာမြို့နေမှာဆိုလို့ရှိရင်တာစီ yes ခန်းကိုနေပြီးတော့ဝင်တိုက်တယ်အခုမုံရွာအဲ့ဒီစစ်တိုက်ဌာနချုပ်ကလည်းကျွန်တော်တို့အဝိုင်းခံရတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့ကြားတယ်ဒါဆိုတော့အခုတော်လိုင်းရေးကတော်တော်ကိုအားကောင်းလာတယ်တော်တော်ကိုအရှိန်မြင့်လာတယ်အဲ့ဒါကြောင့်ပြည်သူလူထုတွေကလည်းလုံးကြကြနော်တတိရှိဖို့လိုတယ်ဒီအချိန်မှာတော်တော်ကိုအရေးကြီးတဲ့သတင်းတွေကျွန်တော်တို့တက်လာပြီနော်တက်လာပြီအခုရွေးကောက်ပွဲသတင်းကလည်းအရေးကြီးတယ်လို့ကြားဖြန့်အဲ့ဒါတည်းအရေးကြီးတာကြားဖြန့်လည်းတကယ်နိုင်ငံကိုအလှည့်အပြောင်းဖြစ်စေတဲ့နော်အဲ့ဒီသတင်းတွေဖြစ်တယ်ဆိုတော့တော်တော်ကိုအာရုံစိုက်ရမယ့်အချိန်ရောက်နေပြီအခုဒီကရင်ပြည်နယ်မြဝတီမြို့နယ်ရွှေကုတ်ကိုမြို့တင်မှာဆိုလို့ချင်းကြားဖြန့်လို့အပိတက်နေနေမယ်ဆိုပြီးမှအခု BGF ကထပ်တော့ပြောလာတယ်နော်နိုင်မုံစောကနေပြီးတော့ပြောလိုက်တယ်အခုမီဒီယာနဲ့ထိုင်းမီဒီယာနဲ့နော်အဲ့ဒီမှာဖြေတဲ့အခါမှာသူပြောတယ်ဒီတရက်နေ့အတွင်းမှာအကုန်လုံးအပိတက်ပြောတာတော့ကြာပါပြီအဲ့ဒီမှာမောင်ချစ်သူလည်းအဲ့လိုပဲကြည့်လိုက်ငါတို့အပိတက်ချိန်မုံမယ်ဆိုတော့ဟိုတစ်ခေါက်ကဒီတရုတ်နဲ့ထိုင်းနဲ့ပေါင်းပြီးတော့လုပ်တဲ့အချိန်မှာလဲကြည့်လိုက်တယ်ငါတို့စနေပြီးတဲ့ဒီတပတ်အတွင်းမှာအကုန်လုံးငါတို့အပိတက်ချိန်မုံတော့မယ်နဲ့ဆိုတော့အပိတက်ဆိုတော့တစ်ခါမှမပြီးနိုင်ဘူးသူတို့နော်အခု BGF နိုင်မုံစောကလည်းပြောပြီးအဲ့ဒီမှာငါတို့ကတော့ဒီတရက်နေ့အတွင်းမှာအကုန်လုံးချိန်မုံမယ်ဆိုတော့ပြောတယ်ဆိုတော့ဒီဟာကသူတို့မလုပ်လို့ကိုမရတော့နော်သူတို့ဘလောက်ပဲလိမ့်ဘလောက်ပဲလုပ်လို့နော်အဲ့ဒီစီးကကြက်လာတယ်သူတို့ကနော်ဝက်ကြက်လာတရက်ပြီးတရက်ကြက်လာတယ်အရင်တော့ကတော့ကျွန်တော်တို့ပြောတာပဲရှိတယ်အခုကတော့နော်တရုတ်ကိုလည်းပထမဆုံးထိုင်းနေအရင်ဆုံးလုပ်တယ်ပြီးလို့ရှိရင်တော့အခုကအမေရိကနေပြီးတော့အဲ့ဒီမှာအထူးတပ်ဖွဲပြီးတော့ကိုသူတို့ကဝင်တော့မယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့တရုတ်ကလည်းအဝေမခံဘူးနော်အဝေမခံဘူးမြန်မာနိုင်ငံမှာဒီအမေရိကကနေပြီးတော့စစ်တပ်ကနေပြီးတော့တစုံတရာချုပ်ချတာကိုသူမကြိုက်ဘူးဝင်ပြီးတော့ဆွတ်ဖက်တာသူမကြိုက်ဘူးသူ့နိုင်ငံကိုသူ့နေမြေကိုသူပြချင်းမယ်နော်တော်လိုင်းရဲ့တပ်ပေါင်းစုတွေနဲ့နော်တော်လိုင်းရဲ့တပ်ဖွဲ့တွေရဲ့အားဖြစ်မှာကိုသူတော်တော်ကိုကြောက်တဲ့အတွက်ကြောင့်အရင်တော့ကလည်းအနေလိုင်း3လိုင်းတားပြီးတော့အခုမအလာကိုတစိုက်မမတ်ကူညီတာဆိုတော့အဲ့ဒီအကြောင်းပဲအခုအမေရိကကဒီကြားဖြန့်ကိစ္စနဲ့ဝင်လာမယ်ဆိုတော့သူကလည်းစံဖြန့်လန့်ဖြန့်နော်6နိုင်ငံပေါင်းပြီးတော့အစည်းအဝေးတွေခေါ်ပြီးတော့နော်သူတို့ဒီကြားဖြန့်ကိစ္စကိုအပြီးတက်နေဖို့လည်းသူတို့ကလည်းပြောပြီးနော်ထိုင်းကတော့ချိန်ညာပြီးအဲ့ဒီကြားဖြန့်ကိုနေပြီးတော့စစ်ချင်ရတယ်အခု BGF လည်းစစ်ချင်ရတယ်အခုစစ်ချင်ရတယ်ဆိုပြီးမှဒီနေ့ထွက်လာတယ်ဆိုတော့သူကိုစစ်ချင်ရတယ်နော်သူတို့မှလက်နဲ့မှမရှိတာနော်လက်နဲ့ရှိတဲ့ဟာကအခု BGF တွေပဲလေအဲ့ဒီ BGF တွေက BGF ကိုသွားပြီးတော့ကျွန်တော်တို့စစ်ချင်ရတယ်ဆိုတာတော့ဒါကတော့ဘာမှမဖြစ်နိုင်တဲ့အကြောင်းအရာတွေเนาะဆိုတော့သူတို့ကလည်းပြောတာပေါ့เนาะစစ်ချင်ရတယ်အပြီးတက်ချင်မုံမယ်ဆိုပြီးမှကျွန်တော်တို့တွေ့လာရတယ်ဆိုတော့ဒါကလေတကယ်နိုင်ငံရဲ့အလှည့်အပြောင်းကိုကျွန်တော်တို့တွေ့လာရနိုင်မယ်เนาะရွေးကောက်ပွဲထက်တော်မှာတော်တော်ကိုစိတ်ဝင်စားနေကြတဲ့အခု issue တစ်ခုဖြစ်လာတယ်เนาะထိုင်းကလည်းပူလုံးဖြစ်နေတယ်ထိုင်းကလည်းတရုတ်က PR ပေးလိုက်အမေရိကက PR ပေးလိုက်ဆိုတဲ့အခါကျတော့ထိုင်းကတော်တော်ကိုအကြိုက်ရိုက်နေတယ်အဲ့ဒီမှာเนาะဆိုတော့မအလာကတော့အမေရိကန်နဲ့လည်းပေါင်းချင်တယ်တရုတ်နဲ့လည်းပေါင်းချင်တယ်နော်အမေရိကကိုပေါင်းလို့ရလို့ရှိရင်တော့ပို့ပြီးတော့ချက်တယ်သူကနော်တရုတ်ကတော့သူ့ဖက်မှာပါနေပြီအခုအမေရိကတနိုင်ငံပဲကျန်တော့တယ်ဆိုတော့အဲ့ဒါသူတို့နဲ့ပေါင်းပြီးတော့မအလာကဒီရွှေကုတ်ကိုမှရှိတဲ့မုံရှိသူတော်တော်အတန်တိတ်နေတယ်အခုနော်အရင်တော့ကထိုင်းတဲ့ဒီတရုတ်နဲ့လုံးတော့တော်တော်အတန်ထွက်တယ်အခုလုံးဝအတန်ပြောက်နေတယ်သူကဆိုတော့ခွန်ဆာလိုပဲသူ့ကိုနော်ကာကွယ်သွားမလားအရင်တော့ကခွန်ဆာကိုနေပြီးတော့သူတို့ကဆူချီထုတ်ပြီးတော့အမေရိကကလုပ်တယ်ဒါပေမဲ့မြန်မာနိုင်ငံကလုံးဝမပေးဘူးလုံးဝလက်နဲ့ချပြီးတော့အကုန်လုံးပိတ်သိမ်းလိုက်တဲ့ခါကျတော့
အဲ့ဒီမှာအကုန်လုံးပြီးဆုံးသွားတယ်ဆိုတော့အဲ့လိုမျိုးပဲဖြစ်မလားတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်เนาะရွှေကုတ်ကိုကိစ္စကနေ့စဉ်နဲ့အများကျွန်တော်တို့တင်ထူတွေတက်လာမှာဖြစ်တယ်နောက်တစ်ခုကစကိုင်းတိုင်းဂျာကာလာအစိုးရဂျာကာလာအစိုးရမှာဆိုလို့ရှိရင်เนาะအဲ့ဒီမှာဝန်ကြီးချုပ်အဖြစ်เนาะကျွန်တော်တို့ဦးစိုးဦးကိုနေပြီးတော့ခန့်လိုက်တယ်เนาะအဲ့ဒါကအရင်က NLD လက်ထက်မှာဆိုလို့ရှိရင်เนาะစီမံဘန်ဒါအဲ့ဒီဝန်ကြီးတယောက်ဖြစ်တယ်နောက်ဝန်ကြီးဟောင်းတယောက်ဖြစ်တယ်အဲ့ဒါသူ့ကိုနေပြီးတော့အခုဝန်ကြီးချုပ်အနေနဲ့သူတို့ခိုင်းတယ်ပြီးလို့ရှိရင်စကန်တိုင်းမှာဆိုလို့ရှိရင် Federal လွတ်တော်ဥက္ကဋ္ဌကတော့ဦးမြင့်ထွေးကိုနေပြီးတော့ရွေးလိုက်တယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အဲ့ဒီရွေးတဲ့အထက်မှာလည်းကျွန်တော်တို့ဘယ်သူတွေပါလဲဆိုလို့ရှိရင် CRPH ပါမယ် UG ပါမယ် UCC ပါမယ်เนาะသူတို့ကနေပြီးတော့အကုန်လုံးရွေးချယ်လိုက်တယ်ဆိုတဲ့သတင်းကိုလည်းဒီနေ့တွေ့လာရတယ်เนาะအဲ့ဒါကစကိုင်းမှာအဲ့ဒါ Federal Unit နော် Federal Unit အဲ့ဒီဝန်ကြီးချုပ်အသစ်နဲ့နေပြီးတော့ဦးစိုးဦးကိုနေပြီးတော့ခန့်လိုက်တယ်ဝန်ကြီးချုပ်ပြီးလို့ရှိရင်တော့လွှတ်တော်ဥက္ကဋ္ဌကတော့ဦးမြင့်ထွေးကိုနေပြီးတော့ရွေးချယ်လိုက်တယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာမှာတွေ့ရတယ်နောက်တစ်ခုကနေပြီးတော့တက်ကုန်းမှာအဲ့ဒီရတနာနေမြေကျေးရွာမှာဆိုလို့ရှိရင်ဒီတကယ်စစ်စေးကိတ်ကိုနေပြီးတော့ဝင်ပြီးတော့ကျုံတယ်နော် PLA ကပြီးလို့ရှိရင်အကုန်လုံးနေရာယူတယ်ဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တယ်ဆိုတော့ဒီနေ့ကတော့အဲ့ဒီနေပြည်တော်မှာပဲနော်နေပြည်တော်မှာတော်တော်ချင်းချောင်းနေပြီအခုနော်အခုဒီရွေးကောက်ပွဲလေးနီးလာတဲ့ခါကျတော့နော်သူတို့တော်တော်ကိုချင်းချောက်လာပြီမှန်တိုင်140မှာဆိုလို့ရှိရင်စုတ်ခွာလာတဲ့အဲ့ဒီစကားစာရောက်ပေါ်40ကိုနေပြီးတော့နော်ဒီဖက်ကနေပြီးတော့မိုင်းဆွေတိုက်ခိုက်ဝိုင်းတမတာ10ယောက်ကြွသွားတယ်နော်10ယောက်ကြွသွားတယ်ဒါနေပြီးတော့တက်ကုန်းမှာနော်တော်တော်ကိုလုံခြုံရေးထူထပ်တဲ့နေရာတွေမှာဆိုတော့အခုနေပြီးတော့လှည့်ရောက်လာပြီနေပြီးတော့ဆိုလို့ရှိရင်ဆူဆူပူဖြစ်လာပြီဆိုတော့ကိုကျွန်တော်တို့တွေ့ရမယ်ဆိုတော့ကျွန်တော်တို့တော်နေပြည်သူလူထုတွေဆိုလို့ရှိရင်တော်တော်တတိထားမဲ့အခြေအနေမှာနော်တော်တော်ကိုနားဆွမ်းပြီးတော့တင်းတွေကိုနားထောင်ရမယ့်အချိန်ကာလတွေရောက်နေပြီ။ဘာဖြစ်ဆိုတော့အခုနေပြည်တော်ကတော့မှသူတို့ချင်းချောက်နေတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရနိုင်မယ်။ဆိုတော့အခုဟိုတရက်နေ့ကစခန်းသိမ်းတယ်အခုမိုင်းဆွတ်တိုက်ခိုက်တယ်12ယောက်သေးတယ်နော်အဲ့ဒါကမန်တိုင်း141မှာနော်141မှာအဲ့ဒီမှာအင်အား40ကိုနေပြီးတော့တမလိုက်တာနော်တဝက်နေလောက်ပြုတ်သွားတယ်နော်တဝက်နေလောက်ပြုတ်သွားတယ်နောက်တစ်ခုကမကွေးတိုင်းကံကောမြို့နယ်မှာဆိုလို့ရှိရင်ကပ္ပစာ23အဲ့ဒီကပ္ပစာတွေကိုလည်းတော်တော်ချနေပြီနော်ချနေပြီကပ္ပစာ23စစ်စစ်ဂိတ်နော်အဲ့ဒီမှာနေပြီးတော့ဝင်ပြီးတော့တိုက်တယ်ဒီမှာအင်အား20ရှိတယ်20ရှိတယ်အဲ့ဒါကိုဝင်ပြီးတော့တမတာကိုလေကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကတော့အသေးပြောက်ကိုကျွန်တော်တို့ဖော်ပြထားတာကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုက TNL ကိစ္စ TNL ကဒီတရုတ်နဲ့နေပြီးတော့ဆွေးနွေးတယ်တရုတ်စစ်ဆက်မှုနဲ့မာလာနဲ့ဆွေးနွေးတယ်6ကျင်ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ PR ပေးခံရတယ်ဆိုပြီးမှအခုမိုးကုန်းနဲ့မိုးမိတ်ကိုလှုပ်ပေးမယ်ဆိုတော့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့စိတ်ဝင်စားစရာကပါလေဆိုတော့အဲ့ဒီနေရာမှာသူတို့စုပ်ပေးမလို့ပြောတာနဲ့နော်ကျွန်တော်တို့ PDF တွေကလည်း mandate PDF တို့မိုးကုန်း UHA တို့အခုအကုန်လုံးပကပပအဖမြင်းချံ Black Tiger တို့ဘာတို့ PLA တို့အကုန်လုံးသူတို့ပေါဝင်ဆိုပြီးမှသူတို့ကပြောတယ်နော်ပြောပြီးတဲ့နောက်ပိုင်းမှာအခုကနော်ဒီနိုဝင်ဘာလ20နော်ရောက်တော့မယ်အခုဒီနေ့ကတော့19ရက်ရောက်ပြီနော်19ရက်ရောက်ပြီဆိုတော့တော်တော်ကိုနိကလာပြီဆိုတော့ဒီနေ့ထွက်ပေါ်လာတဲ့သတင်းကပါလဲဆိုတော့ဒီ TNL ကရိုးရိုးထွက်တော့မှာမဟုတ်ဘူးနော်ရိုးရိုးထွက်တော့မှာမဟုတ်ဘူးအဲ့ဒီစကားစတွေကိုအကုန်လုံးမျိုးထဲမှာသွင်းမယ်သွင်းပြီးတော့ပြီးမှပဲသူတို့ကနေရာရပြီဆိုမှပဲသူတို့ကထွက်သွားမှာကျွန်တော်တို့ထင်သားပဲเนาะထင်သားပဲအခု TNL ကအဲ့လိုမျိုးအတီးအလင်းပြောတယ်ဆိုပြီးမှဒီနေ့တင်ထွက်လာတယ်เนาะ DVD မှာကျွန်တော်တို့ထွက်လာပြီဆိုတော့ဒါကတော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဆိုတော့အဲ့ဒီမှာ TNL နဲ့ဒီဖက်ကတော်တော်ကြီးအဖွဲ့တွေနဲ့ကเนาะဆန့်ကျင်ဖက်ဖြစ်သွားပြီเนาะဆိုတော့ဟိုဖက်ကလည်းသူတို့မဟာမိတ်တွေဖြစ်တဲ့အတွက်ကြောင့်เนาะသူတို့ကလည်းမဟာမိတ်မပြတ်ချင်ဘူးဒါပေမဲ့ TNL လောက်ရက်ကဘာလောက်လာလဲဆိုတော့စက္ကစကိုနေပြီးတော့သူတို့ကလမ်းဖွင့်ပေးတယ်လမ်းဖွင့်ပေးပြီးတော့သူတို့ကအဲ့ဒီမိုးကုံမိုးမိတ်မှာရောက်အောင်เนาะသူတို့သွင်းပြီးမှသူတို့နေရာရပြီဆိုမှပဲသူတို့ကထွက်မှာဆိုတော့အဲ့ဒါကတော့တကိတ်เนาะကျွန်တော်တို့အတွက်ဒီ dollar ရဲ့အဖွဲ့တွေအတွက်စိန်ခေါ်မှုဖြစ်တယ်เนาะစိန်ခေါ်မှုဖြစ်တယ်ဆိုတော့အဲ့ဒီမှာနောင်ချိုတို့တပိချင်းတို့ကြောင်မေတို့အဲ့ဒီဟာတွေကျတော့သူတို့တိုက်လို့ရတယ်เนาะပေးလိုက်ရမှာကအခုကမိုးကုံနဲ့မိုးမိတ်ကိုတောင်မှသူတို့ကဒီစက္ကစကိုအထင်းမှာရောက်မှပဲသူတို့ထွက်မယ်လို့အတီလင်ပြောတယ်လို့ဒီနေ့တင်ထွက်တယ်ဆိုတော့ဒါကတော့တကိတ်เนาะ dollar ရဲ့အဖွဲ့တွေနဲ့ sensitive လို့ခေါ်တဲ့ထိလို့ရှာလို့ဖြစ်တဲ့နော်အခင်းချင်းကိုကျွန်တော်တို့ရောက်လာပြီเนาะရောက်လာပြီဆိုတော့မိုးကုတ်ကတော့ PDF နည်းနဲ့ဆိုင်ပြီးတော့မိုးမိတ်ကတော့ကျွန်တော်တို့ KNA เนาะ KNA ရဲ့တမ်းဟာတွေရှိတယ်အဲ့ဒီမှာ34ဆိုတော့တော်တော်ကိုเนาะဒီမှာထိလက်ရှာလို့တွေကျွန်တော်တို့တွေ့ရလိမ့်မယ်အဓိကတော့ကျွန်တော်တို့ TNL နဲ့ဒီဖက်ကတော်နေအဖွင့်နေနဲ့เนาะတော်တော်ကိုပြဿနာတက်နိုင်တယ်ဒီနေရာမှာဆိုတော့အခု TNL ကတော့ပြောလိုက်ပြီเนาะအတီးလင်းပြောလိုက်ပြီဟိုဖက်ကခက်ရိုက်နေတယ်ဘယ်လိုလုပ်မလဲဆိုတော့သူတို့ဆွေးနွေးနေကြတယ်အခုเนาะဆွေးနွေးနေကြတယ် TNL ကသူတို့အတီးလင်းပြောပြီးစကားကိုအကုန်လုံးသွင်းပြီးမှသူတို့ကထွက်သွားမှာเนาะအခုနိုဝင်ဘာလ20နေ့သူတို့ထွက်မယ်လို့ပြောတယ်ဆိုတော့တော်တော်ကိုနိကလာပြီเนาะတော်တော်ကိုစစ်ပွဲတွေကတော့ကျွန်တော်တို့အခြေအနေတွေဘယ်လိုရှိလာမလဲเนาะမိုးကုံနဲ့မိုးမိတ်ကတော်တော်ကိုစိတ်ဝင်စားစရာကောင်းလာတယ်နောက်တစ်ခုက PP ပါတီပေါ့ကိုကြီးပါတီကနေပြီးတော့ရန်ကုန်သင်္ကန်းချက်မြို့နယ်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေအရွေးခံတဲ့เนาะအဲ့ဒီလူကနေပြီးတော့ဥလွေမြင့်ကနေပြီးတော့စစ်အာဏာနော်တိမ်မို့တွေကိုသူဆန့်ကျင်တယ်ပြီးလို့ရှိရင်တော့တော်လည်းရဲ့အသုံးနှုန်းတွေအရေးတော်ပုံသုံးနှုန်းတွေကိုနော်သုံးပြီးတော့မေးဆွေးတဲ့အခါကျတော့သူတို့အကုန်လုံးအာယုံစိုက်ထားတယ်သူတို့ကို
အမြဲတမ်းစောင့်ကြည့်နေတဲ့ခါကျတော့အဲ့ဒါကိုနေပြီးတော့သိတယ်မာလာဖက်က UEC ဖက်က UEC ဆိုတာ Youth Corporate Commission ဖက်ကဆိုတော့အခုသူတို့ကိုအဲ့ဒီလိုနေပြီးတော့ဖမ်းပြီးတော့အရေးယူဖို့အတွက်နော်လုံနေတယ်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကမောတောင်ကဒီဖက်မှာနော်ဒီ KNU ရဲ့တမဟာလေးနေမြေဖက်မှာဆိုတော့မောတောင်မျိုးကိုတကယ်ကုန်သွယ်ရေးဆုံးတကယ်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်အဲ့ဒီနေရာကိုအကုန်လုံးသူတို့ကထင်ချုပ်လိုက်တဲ့ဒေါ်လာရဖွဲ့တွေက KNU နဲ့ပူးပေါင်းဖွဲ့တွေကအဲ့ဒီမောတောင်မျိုးကိုနေပြီးတော့တင်ပိုက်လိုက်တယ်နောက်တင်ပိုက်လိုက်တဲ့ခါကျတော့အဲ့ဒီမှာလက်နက်ခရမ်းတွေအများကြီးတင်စေရမိတယ်ဒီတဲ့အတိုင်းပဲအယောက်ပေါင်း90နောက်က90ဖြစ်သွားပြီနော်90အဲ့ဒီမှာအလင်းဝင်လာကြတယ်ပြီးလို့ရှိရင်တော့အင်အားတွေထပ်ဖြစ်ပြီးတော့အဲ့ဒီမောတော်မျိုးကိုရဖို့အတွက်တော်တော်ကိုစူးစမ်းနေတယ်ဆိုတဲ့ဟာကိုလည်းတိုက်တွေ့ရတယ်ထိုင်းဖက်မှာကလည်းလက်နက်တွေအကုန်လုံးယူပြီးတော့အဲ့ဒီလက်နက်တွေကိုထိုင်းကိုအပ်ပြီးတော့ထိုင်းဖက်မှာပြည်တဲ့အယောက်ပေါင်း90ကျော်ရှိတယ်နော်90ကျော်ရှိတယ်ဆိုတော့အဲ့ဒီမှာတကယ်တာဝန်ထမ်းဆောင်နေရတဲ့တိုင်းမူနော်ကဆထ၄မူသူကိုနေပြီးတော့အခုမာလာတို့ဖွဲ့ကခေါ်ယူစစ်ဆေးနေတယ်ပြစ်ဒဏ်ပေးရမယ်ပြီးလို့ရှိရင်တော့သူကိုနေပြီးတော့ရာထူးကိုဖြုတ်ချဖို့အခြေအနေရှိတယ်ဆိုတဲ့ဟာတော့ကိုလေကျွန်တော်တို့ကြားရတယ်နောက်တစ်ခုကဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပတဲ့အောင်လာအန်ဆန်နော် One Championship 173ပွဲမှာဆိုလို့ရှိရင်အဲ့ဒီမှာ Hall of Fame ဆိုတဲ့နဝန်ကူထိုးဆောင်အဲ့ဒီစုကိုရတယ်နော်စုကိုရတယ်အဲ့ဒီမှာသွားပြီးတော့တက်လို့ယူတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ဒီစုကဘယ်လောက်ထိအရေးကြီးလဲဆိုတော့ဒီ Championship သမိုင်းမှာဆိုလို့ရှိရင်နော်ကမ္ဘာ Championship သမိုင်းမှာဒီမှာ3ယောက်ပဲရှိသေးတယ်အခုဒီတယောက်ဆိုလို့ရှိရင်ဒီအောင်လာဆက်ရတဲ့ဟာကတတိယမြောက်ပေါ့နော်တတိယမြောက်ရတာဖြစ်တယ်နော်အဲ့ဒီဟာကနေပြီးတော့တော့တုံတန်လို့ထုချွန်တဲ့လူလည်းမရဘူးနော်ထုချွန်တိုင်းလည်းမရဘူးဆိုတော့တကယ်ရတဲ့ရထိုက်တဲ့လူမှသာလျှင်သူကရတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာ3ယောက်ပဲရှိသေးတယ်ဒီ Championship ကျွန်တော်တို့ဒီပွဲစဉ်တွေမှာနော်ပွဲစဉ်သမိုင်းမှာဒီမှာတကယ် Championship မှာထိုးတဲ့လူတွေရဲ့သမိုင်းထဲမှာရတာ3ယောက်ပဲရှိသေးတယ်အခုအောင်လာအန်ဆန်ရဲ့အရှိမ2ယောက်ပဲရတယ်เนาะအခုသူလည်းဆို3ယောက်ပေါ့เนาะ3ယောက်ပဲရသေးတယ်ဆိုတော့အဲ့ဒီဘွဲ့ကိုနေပြီးတော့ရတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့ဒီစုကိုရတာဆိုတော့တကိတ်เนาะသမိုင်းဝင်မြန်မာနိုင်ငံကတယောက်ရရှိသွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကိုချက်ထရီကိုတိုင်ကနေပြီးတော့เนาะအမှုဆောင်ရရှိချုပ်သူကိုတိုင်ကနေပြီးတော့အဲ့ဒီစုကိုချီးမြှင့်တာဖြစ်တယ်ဆိုတော့အဲ့ဒီချီးမြှင့်ကိုချီးမြှင့်တဲ့အခါမှာသူကိုတိုင်ပြောလိုက်တဲ့စကားတစ်ခုဖြစ်တယ်เนาะအောင်လာအန်ဆန်ပထမဆုံးခပတ်ရတဲ့အခါမှာသူပြောတဲ့စကားတစ်ခုကိုပြန်ပြောပြတာပေါ့เนาะအဲ့ဒီအောင်လာအန်ဆန်ကပြောတယ်ဆိုလို့ရှိရင်ကျွန်တော်ကမတမဘူးမရေရင်ဘူးမတော်ဘူးဒါပေမဲ့ပြည်သူလူထုကမြန်မာပြည်သူလူထုကကျွန်တော်နဲ့အတူရှိနေတဲ့ရွေးကတော့ကျွန်တော်ကပတ်ချန်ပီယံတယောက်ဖြစ်နိုင်ပါတယ်ဆိုပြီးမှသူပြောတယ်နော်အဲ့ဒီစကားကိုနေပြီးတော့ပြန်ပြောင်းပြီးတော့ပြောတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကချစ်ထီကိုတိုင်းကပြောပြတာပေါ့နော်ပြောပြတာဆိုတော့အဲ့ဒီနော်စုကိုမြန်မာနိုင်ငံကအန်လာအန်ဆန်ကနေပြီးတော့ရရှိသွားတဲ့၃ယောက်မြောက်ဖြစ်တယ်ဆိုတဲ့ဟာကိုသတင်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့နိုဝင်ဘာလ19ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်ကဲ့ subscribe ကိုနေခေါင်းလောက်ကိုနေပေးချပေးကျွန်တော်ဗီဒီယို